ဒီဗီဒီယိုလေးမှာတော့စပါးကစားသမားတွေရဲ့လောက်ခလာစာတွေကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ဇာဘီစီမွန်ကတပတ်ကိုပေါင်3,9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်10.1 တန်းရရှိထားပါတယ်။အသက်22သားရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ James Madison ကတပတ်ကိုပေါင်3,900ရရှိပြီးတစ်နှစ်မှာတော့ပေါင်8.8 တန်းရရှိထားပါတယ်။ အသက်28ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ James Penn ကတပတ်ကိုပေါင်4,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်2တန်းရရှိထားပါတယ်။အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Anthony Kingsky ကတပတ်ကိုပေါင်3,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်1.5 တန်းရရှိထားပါတယ်။ အသက်22သားရှိပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Matthias Tel ကတပတ်ကိုပေါင်5,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်2.8 တန်းရရှိထားပါတယ်။အသက်20သားရှိပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Brandon Austin ကတပတ်ကိုပေါင်1,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်9,800ရရှိထားပါတယ်။ အသက်26ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ ပပစာကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.6 တန်းရရှိထားပါတယ်။အသက်22သားရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Kevin Danso ကတပတ်ကိုပေါင်6,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.3 တန်းရရှိထားပါတယ်။ အသက်26နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Dan Scarlett ကတပတ်ကိုပေါင်1,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်9,800ရရှိထားပါတယ်။အသက်21သားရှိပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Pedro Porro ကတပတ်ကိုပေါင်8,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.4 တန်းရရှိထားပါတယ်။အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Richarlison ကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.6 တန်းရရှိထားပါတယ်။အသက်28ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Kota Takai ကတပတ်ကိုပေါင်2,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်1.3 တန်းရရှိထားပါတယ်။အသက်20သားရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Dominic Solanke ကတပတ်ကိုပေါင်3,400ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.2 တန်းရရှိထားပါတယ်။အသက်29ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Mickey Van de Ven ကတပတ်ကိုပေါင်9,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.6 တန်းရရှိထားပါတယ်။အသက်24နှစ်သားရှိပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Wilson Odubert ကတပတ်ကိုပေါင်4,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်2 တန်းရရှိထားပါတယ်။အသက်20သားရှိပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Lucas Bravel ကတပတ်ကိုပေါင်6,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.1 တန်းရရှိထားပါတယ်။အသက်19နှစ်သားရှိပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Rodrigo Bentancur ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.9 တန်းရရှိထားပါတယ်။အသက်28ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Jeff Bizuma ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်2.8 တန်းရရှိထားပါတယ်။အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Archie Gray ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.9 တန်းရရှိထားပါတယ်။အသက်19နှစ်သားရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Guillermo Vicario ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.9 တန်းရရှိထားပါတယ်။အသက်28ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Christian Romero ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်10.1 တန်းရရှိထားပါတယ်။အသက်29နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2029ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Ben David ကတပတ်ကိုပေါင်8,000ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.1 တန်းရရှိထားပါတယ်။အသက်32ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။
Ian Kulusevski ကတပတ်ကိုပေါင်တသိန်းတောင်ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.9တန်းရရှိထားပါတယ်အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2028ဇွန်လမှာပုံဆုံးမှာဖြစ်ပါတယ်ရာဒူဒါကူစင်ကတပတ်ကိုပေါင်8500ရရှိပြီးတစ်နှစ်မှာတော့ပေါင်4.4တန်းရရှိထားပါတယ်အသက်23တာရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။မိုဟာမက်ခူဒုစ်ကတပတ်ကိုပေါင်3,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်9.8တန်းရရှိထားပါတယ်။အသက်25နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2031ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ Destiny Udoki ကတပတ်ကိုပေါင်9,500ရရှိပြီးတစ်နှစ်မှာတော့ပေါင်3.9တန်းရရှိထားပါတယ်။အသက်22တာရှိပြီးစာချုပ်တက်တန်းကတော့2030ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ဂျာအိုပလင်းယာကိုတော့တနှစ်ငှားနဲ့ခေါ်ယူထားတာဖြစ်ပြီးတပတ်ကိုစပါးကလောက်ခလာစာပေါင်3,500ပေးထားပြီးတစ်နှစ်မှာတော့ပေါင်9တန်းရရှိထားပါတယ်။အသက်30ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။ကိုလိုမွမ်နီကိုလည်းတနှစ်ငှားနဲ့ခေါ်ယူထားတာဖြစ်ပြီးတပတ်ကိုစပါးကပေါင်3,500ပေးထားပြီးတစ်နှစ်မှာတော့ပေါင်9.8တန်းရရှိထားပါတယ်။အသက်26နှစ်ရှိပြီဖြစ်ပြီးစာချုပ်တက်တန်းကတော့2026ဇွန်လမှာကုန်ဆုံးမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောပြထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏဒဏ်ရာရသည်ဖြစ်စေကစားခွင့်မရသည်ဖြစ်စေကလပ်ကနေပေးရမယ်သူတို့ရဲ့အခြေခံလက်စာတွေပဲဖြစ်ပါတယ်။ကစားသမားတွေကသူတို့ရဲ့လက်စာအပြင်ပုံရိပ်တုံးဖြုတ်ခနဲ့ bonus တွေကိုပါရရှိကြပါတယ်။ဥပမာအနေနဲ့ပြောရရင် Champions League ဖလားအမှတ်ပေးဖလားနဲ့အခြားသောဖလားတွေအပြင် Ballon d'Or, Golden Boot နဲ့အခြားသောတအုပ်ချင်းအကောင်းဆုံးဆုတွေကိုစက္ကူနိုင်မယ်ဆိုရင် club နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပေါ်မူတည်ပြီး bonus တွေရရှိကြမှာဖြစ်ပါတယ်။အခုကျွန်တော်ပြောပြထားတဲ့ကစားသမားတွေရဲ့လက်စာပမာဏအစိုးရစီကိုအခွန်ပေးမဆောင်ရတဲ့ပမာဏပဲဖြစ်ပါတယ်။ Premier League ကစားသမားတွေက UK အစိုးရစီကိုဘယ်လိုပုံစံမျိုးနဲ့အခွန်ပေးဆောင်ရတာလဲဆိုတာတော့အခုကျွန်တော်ပြထားတဲ့ပုံလေးတိုင်းပဲဖြစ်ပါတယ်။ဒါ UK အစိုးရကသတ်မှတ်ထားတဲ့အခွန်နှုန်းထားပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။